ကျွန်တော်တို့အားလုံးဒီသင်္ကေတတွေကိုရုပ်ရှင်တွေထဲမှာတချင်းဗီဒီယိုတွေမှာတတူးပွန်တွေမှာတွေ့ဘူးကြမှာပါဒါဗနဲ့အဲ့ဒီသင်္ကေတတွေရဲ့နောက်ွယ်ကတကယ့်အထီးပြွေနဲ့သမိုင်းကြောင်းကိုကျွန်တော်တို့ဘယ်လောက်များသိကြလဲပထမဆုံးအနေနဲ့အားလုံးနဲ့အရင်အနည်းဆုံးထင်မဲ့ပြောင်းပြန်လန်ထားတဲ့ကြက်ချေက inverted cross အကြောင်းကနေစလိုက်ချပါမယ်ဒီသင်္ကေတကိုမြင်တာနဲ့လူအများစုကခရိယန်ဘာသာကိုဆန့်ကျင်တယ်ယေရှုကိုစော်ကားတယ်လို့ပဲတမ်းပြီးမြင်ကြပါတယ်ဒါဟာခေတ်သစ်မီဒီယာတွေရဲ့ပုံဖော်မှုကြောင့်ဖြစ်လာတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုပါတကယ်တော့သူ့ရဲ့တမိုင်းဝင်မူလအဓိပ္ပာယ်ကလုံးဝဆန့်ကျင်ဘက်ပါပဲသူ့ကို Cross of Saint Peter Saint Peter ရဲ့ချက်ချေကလို့ခေါ်ပါတယ်ဒဏ္ဍာရီအရာတမန်တော်ကြီး Saint Peter ဟာရောမမြို့မှာအသေးခံရခါနီမှာကျွန်ုပ်ဟာကျွန်ုပ်ရဲ့သခင်ယေရှုလိုမျိုးတဲ့တဲ့မမတ်လဝါကတ်တိုင်မှာအသေးခံဖို့မထိုက်တန်ပါဘူးဆိုပြီးသူ့ကိုယ်သူဇောက်ထိုးအနေထားနဲ့သာကားစဉ်တင်ဖို့တောင်းဆိုကြတယ်လို့ဆိုပါတယ်ဒါကြောင့်မူလကဒီသင်္ကေတဟာနှိမ်ချမှုနဲ့ယုံကြည်ခြင်းရဲ့အမြင့်ဆုံးပြုတ်ရုပ်တစ်ခုဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ horror ရုပ်ရှင်တွေနဲ့ heavy metal ဂီတလောကမှာဒါကိုဆန့်ကျင်ခြင်းရဲ့သင်္ကေတအဖြစ်ပြောင်းပြန်အဓိပ္ပာယ်နဲ့သုံးဆွဲလာကြတာပါနောက်ထပ်အထင်ရှားဆုံးသင်္ကေတတစ်ခုကတော့ခေတ်သစ်စာတန်ဝါဒရဲ့အမတ်တစိတ်လို့ဖြစ်နေတဲ့ Baphomet ရဲ့တစိတ် The Sigil of Baphomet ပါပဲပြောင်းပြန်လန်ထားတဲ့ကြယ်ငါးပွင့်ထဲမှာစိတ်ကောင်းပုံထည့်ထားတဲ့သင်္ကေတပါဒီ Baphomet ဆိုတဲ့နာမည်ဟာလျှို့ဝှက်စမ်းကြယ်ပြီးအတိတ်ပဲအမျိုးမျိုးဖွင့်ဆိုကြပေမဲ့ဒီနေ့ခေတ်ကျွန်တော်တို့မြင်နေရတဲ့စိတ်ကောင်းပုံကို19ရာစုမှာပြင်သစ်ပညာရှင် Eliphas Lewy ကစပြီးပုံဖော်ခဲ့တာပါသူကဒါကိုစန့်ကျင်ဘက်အရာတွေရဲ့ပေါင်းစည်းညီညွတ်ခြင်းဥပမာကောင်းခြင်းနဲ့ဆိုးခြင်းအထက်နဲ့အောက်ကြားနဲ့မတို့ကိုကိုးစားပြုတဲ့သင်္ကေတတစ်ခုအဖြစ်ဖန်တီးခဲ့တာပါ1966ခုနှစ်မှာ Church of Satan ကိုတည်ထောင်ခဲ့တဲ့ Anton Lewy ကဒီသင်္ကေတကိုသူတို့ရဲ့တရားဝင်အမှတ်တစိတ်အဖြစ်သတ်မှတ်လိုက်ပါတယ်သူတို့ရဲ့အယူအဆမှာတော့ Baphomet ဟာမကောင်းဆိုးဝါးနတ်ကိုကိုးကွယ်တာမဟုတ်ပါဘူးလူသားရဲ့တရိษံဆန်တဲ့တဘာဝကာမဂုဏ်စန္ဒရုပ်ဝတ္ထုပိုင်းဆိုင်ရာပျော်ရွှင်မှုနဲ့လွတ်လပ်စွာတွေးခေါ်ခြင်းကိုကိုးစားပြုတဲ့အတွေးခေါ်ဆိုင်ရာသင်္ကေတတစ်ခုသာဖြစ်ပါတယ်တခြားထင်ရှားတဲ့သင်္ကေတတွေလည်းရှိပါသေးတယ်ဥပမာနံပါတ်666ဒါကတော့ခရစ်ယာန်ကျမ်းစာဗျာဒိတ်ကျမ်းထဲမှာပါတဲ့တာယေဤနံပါတ်လို့တိုက်ရိုက်ရည်ညွှန်းတာထလို့စာတန်ရဲ့တိုက်ရိုက်ပတ်သက်မှုအရှိဆုံးသင်္ကေတလို့ပြောလို့ရပါတယ်နောက်တစ်ခုကမွေးပါအေဒင်ဥယျာဉ်ထဲမှာအာရန်နဲ့အေဝါကိုအတိပညာတစ်ပင်ကအတီးကိုစားဖို့တွေးဆောင်ခဲ့တဲ့ဇလန်းကြောင့်မွေဟာတွေးဆောင်ခြင်းလက်ဖျားခြင်းနဲ့ပုံကန်ခြင်းရဲ့သင်္ကေတဖြစ်လာခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းရှေးကအီဂျစ်လိုယဉ်ကျေးမှုတွေမှာတော့မွေကိုအတိပညာဉာဏ်ပညာနဲ့ပြန်လည်မွေးဖွားခြင်းရဲ့သင်္ကေတအဖြစ်အလေးမြတ်ထားခဲ့ကြတာကိုလည်းသိနိုင်ပါတယ်ဒီအချက်များကိုခြုံငုံသုံးသပ်ကြည့်လိုက်ကျွန်တော်တို့သိနေတာကဇေဒန်ဤသင်္ကေတလူသတ်မှတ်ခံထားရတဲ့အရာတော်တော်များများဟာမူလကတခြားအထည်ပေတွေရှိခဲ့ပြီးအချိန်ကာလယဉ်ကျေးမှုနဲ့အသုံးပြုတဲ့လူတစုရဲ့အတွေ့အခေါ်အပေါ်မူတည်ပြီးအထည်ပေတွေပြုံးလဲသွားဒါမှမဟုတ်အထည်ပေအတစ်တယောက်ခံရတာဖြစ်ပါတယ်အခုဗီဒီယိုလေးကိုကြိုက်နေတဲ့ပါက like and subscribe လေးလုပ်ပြီးကူညီသွားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်